အားလုံးပဲမင်္ဂလာပါဘောဘော channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဆိုပြီးပါကဘာဖလားရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းကြီးတွေပါဝင်တဲ့အုပ်စုတွေကိုသုံးသပ်ပေးနေတဲ့ကျွန်တော်ရဲ့ channel အစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာဖလားရဲ့အဓိကရေပန်းအစားဆုံးနိုင်ငံကြီးဖြစ်တဲ့ဆမ်မာဘရင်ဘရာဇီးအသင်းပါဝင်နေတဲ့အုပ်စု C အကြောင်းကိုဘရိုနဲ့အတူအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားကြပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးကျွန်တော်ရဲ့ဗီဒီယိုတွေကို YouTube Facebook နဲ့ TikTok တွေမှာကြည့်ရှုနိုင်ပါတယ်။သမိုင်းတစ်လျှောက်ကမ္ဘာဖလား9ချိန်အထိအောင်မြင်မှုအများဆုံးရရှိထားတဲ့ဘရာဇီးအသင်းကဒီတစ်ခါကမ္ဘာဖလားမှာရောသူတို့ရဲ့6ခုမြောက်ကျယ်ပွင့်ကိုရင်ဘတ်ပေါ်မှာရေးထိုးနိုင်မလားဆိုတာဒီအုပ်စုပွဲစဉ်တွေကနေစပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါ။လက်ရှိအမှတ်ပေးစရာမှာတော့ဒါအသင်းအားလုံးကရမှတ်3ညနဲ့အခြေအနေတူမှရှိနေပေမဲ့ဒီအုပ်စုကိုကြည့်လိုက်မယ်ဆိုရင်ဘရာဇီးကဒီအုပ်စုရဲ့အရှင်သခင်လို့ပြောရင်မမှားပါဘူးဒါဆိုကျွန်တော်တို့ဒီအုပ်စုမှာလူစိတ်ဝင်စားဆုံးပြီးတော့ဒါပိုဆွဲဖို့ရာဂိုင်းလုံးအများဆုံးဖြစ်တဲ့ဘရာဇီးအသင်းအကြောင်းကိုကျွန်တော်တို့စပြီးတော့ပြောလိုက်ကြပါမယ်ဘရာဇီးအသင်းလို့ပြောလိုက်ရင်ကမ္ဘာဖလားရဲ့အသင်းနှလုံးလို့တောင်တင်စားလို့ရပါတယ်အခုကမ္ဘာဖလားအတွက်ပြင်ဆင်လာတဲ့ဘရာဇီးအသင်းရဲ့လူစင်းကကမ္ဘာအဆင့်မီကျယ်ဝန်းကစားသမားတွေနဲ့အရန်ကိုတောင့်တင်းလွန်းနေပါတယ်တိုက်စစ်ကွင်းလက်ခံစစ်ဒါနေရာဆုံးမှာဥရောပထိပ်သီးကလပ်တွေရဲ့အဓိကမရှိမဖြစ်ကစားသမားတွေကြီးပဲစူးစီးထားတာပါတိုက်စစ်ပိုင်းမှာဆိုရင်ဒါနေမာတို့လည်းဒီဘရာဇီးလူစင်းမှာပြန်လဲပါဝင်လာတယ်ပေါ့နော်ပြီးတော့ဒီဗီနီရှက်တို့ကွန်ညာတို့ဒီကစားသမားတွေကဒါသူတို့ရဲ့အသင်းမှာမရှိမဖြစ်ကစားသမားတွေပဲဖြစ်ပါတယ်ပြီးတော့ရာဖင်ညာပြီးတော့ဘရန်ဖို့အသင်းမှာခြေစွမ်းပြနေတဲ့တီယာဂိုတို့လည်းပါဝင်လာတာဖြစ်ပါတယ်ဒါအပြင်ဒါလူငယ်ကျယ်ပွင့်ဖြစ်တဲ့အန်ဒရီရဲ့ဒါခြေစွမ်းတွေကိုလည်းဒီကမ္ဘာဖလားမှာကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိနေပါတယ်ဘရာဇီးအသင်းလူစင်းမှာဒီပြောင်းလဲမှုရှိတာဆိုလို့ညာနောက်ခံလူနေရာအဖြစ်ဒါပွဲထွက်ကစားရမယ့်ကစားသမားဖြစ်တဲ့ဒါဝက်စလီကဒဏ်ရာရရှိသွားပြီးတော့ဒါသူ့ရဲ့နေရာမှာအစားထိုးကစားသမားအဖြစ်မန်ယူအသင်းလောလောလတ်လတ်ပဲဒါခေါ်ယူဖို့သဘောတူညီမှုရရှိထားတဲ့ကွင်းလယ်ကစားသမားအီဒါဆန်ကိုပြန်လည်ပြီးတော့အစားထိုးရွေးချယ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်ဘရာဇီးအသင်းမှာဆိုရင်ဒီကစားသမားတစ်ယောက်လောက်ပဲဒါလူစင်းထဲမှာအပြောင်းလဲရှိရပါတော့နေမှာလဲဒီလိုမျိုးဒါဒဏ်ရာအသေးအမွှားလေးတွေရှိပေမဲ့ဒီကစားသမားကတော့အုပ်စုပွဲစဉ်တချို့ကိုလွဲချော်နိုင်ခြေရှိပေမဲ့ဒါအသင်းလူစင်းကနေတော့ဒါထုတ်ပယ်သွားဖို့မရှိပါဘူးဒါဆိုကျွန်တော်တို့ဘရာဇီးအသင်းအကြောင်းကိုဆက်ပြီးတော့ပြောပြပါမယ်သူတို့ရဲ့ကစားဟန်ကအမြဲတမ်းတိုက်စစ်ဆင်ကစားတတ်တဲ့ဆမ်ဘာစတိုင်ဖြစ်ပြီးတော့ပြိုင်ဘက်ခံစစ်တွေကိုဒါဖျက်ဆီးပစ်ဖို့ဝင်မလေးတဲ့အသင်းမှာဒီအုပ်စုမှာဘရာဇီးအတွက်အဓိကရည်မှန်းချက်ကနောက်တစ်ဆင့်တက်ဖို့တွေမဟုတ်ပါဘူးအုပ်စုပွဲစဉ်3ပွဲစလုံးကိုအနိုင်ကစားပြီးတော့ရမှတ်6မှတ်အပြည့်နဲ့အုပ်စုပထမနေရာကိုတင်ပိုက်ဖို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ဆင့်ဒီမှာပို့ပြီးတော့လွယ်ကူတဲ့ပြိုင်ဘက်နဲ့တွေ့ဆုံနိုင်ဖို့အတွက်အုပ်စုပိုဖြစ်ဖို့ကသူတို့အတွက်မဖြစ်မနေအရေးကြီးနေလို့ပါပဲ။ဒါဆိုရင်ဘရာဇီးအသင်းကိုစိန်ခေါ်မဲ့ဒီအုပ်စုတွေကကျန်တဲ့3သင်းကဘယ်သူတွေလဲသူတို့ကဘရာဇီးကိုဒုက္ခပေးနိုင်မလားဆိုတာဆက်ပြီးတော့ကျွန်တော်သုံးသပ်ချင်ပါတယ်။ပထမဆုံးတစ်သင်းကတော့မော်ရိုကိုပါ။သူတို့ကအာဖရိကရဲ့ကြက်တက်တကောင်ဖြစ်ပြီးခဲ့တဲ့ကမ္ဘာဖလားတွေမှာကမ္ဘာထိပ်သီးအသင်းကြီးတွေကိုဒူးထောက်အောင်လုပ်ပြခဲ့တဲ့ဖြတ်မြင့်အသင်းတစ်သင်းဖြစ်ပါတယ်။စုဖွဲ့မှုအရင်အင်အားကောင်းပြီးတော့ကစားသမားအချင်းချင်းနားလည်မှုလည်းရှိကြပါတယ်။ဘရာဇီးအတွက်အုပ်စုတွဲမှာအခက်အခဲဆုံးပြိုင်ဘက်ကမော်ရိုကိုပဲဖြစ်လာပါလိမ့်မယ်။နောက်တစ်သင်းကတော့ဥရောပအင်အားစုစကော့တလန်ပါပဲ။စကော့တလန်ကတော့ရိုးရာဥရောပစတိုင်တိုင်းခန္ဓာကိုယ်ကြန့်ခိုင်မှုကွင်းလယ်ကနေပေးပို့မှုတွေနဲ့ဘရာဇီးကိုထိန်းချုပ်ဖို့ကြိုးစားပါလိမ့်မယ်။ဒါပေမဲ့ဘရာဇီးရဲ့လှည့်မြန်တဲ့တကူတော်စွမ်းရည်တွေအောက်မှာစကော့တလန်ခံစစ်အလုပ်များလာမှာတော့အသေးချပါပဲနောက်ဆုံးတစ်သင်းကတော့အားလုံးကအားအနည်းဆုံးလို့သတ်မှတ်ထားတဲ့ဟေတီပါဟေတီကတော့ဘရာဇီးလိုအသင်းကြီးနဲ့ကစားမှာဖြစ်လို့ဒါအားမရှိပဲဒါသူတို့တက်နိုင်သမျှအကောင်းဆုံးခုခံကစားသွားဖို့ပဲရှိပါတယ်ဒါသူတို့အတွက်ဒါဘရာဇီးတို့မော်ရိုကိုတို့စကော့တလန်တို့နဲ့ရင်ဆိုင်ရတာကတော့ဒါသူတို့အတွက်တော်တော်ကြီးကိုအခက်ခဲတဲ့ပုံစံတွေဖြစ်လာနိုင်ပါတယ်ဒီအုပ်စုရဲ့အလှည့်ပြောင်းဖြစ်သွားစေမဲ့အဖွင့်ပွဲစဉ်ကတော့တကယ့်ကိုရင်ခုန်စရာပါပဲဘာလို့လဲဆိုတော့ဘရာဇီးနဲ့မော်ရိုကိုတို့တွားရောက်ပြီးတော့ထိပ်တိုက်တွေ့ဆုံနေလို့ပါဒီနှစ်သင်းစလုံးကဒါအုပ်စုတွဲမှာဆိုရင်ဒါအင်အားကြီးဆုံးအသင်းနှစ်သင်းလို့ပြောလို့ရပြီးတော့ဒါထိပ်ဆုံးမှာတွားတွေ့နေတာကတော့ကျွန်တော်တို့ဒါစောင့်ကြည့်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ဒါကအုပ်စုရဲ့အစောကြီးဒါပွဲကြီးပွဲကောင်းဖြစ်တယ်လို့ဒီပွဲရဲ့ရလဒ်ကအုပ်စု C ရဲ့ကံကြမ္မာကိုလည်းအဆုံးဖြတ်ပေးသွားမှာပါဘရာဇီးအနေနဲ့ဒီပွဲမှာဒါမော်ရိုကိုဒါအပြတ်သက်နိုင်ပွဲရခဲ့မယ်ဆိုရင်နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့စကော့တလန်ဟေတီတို့နဲ့ပွဲတွေမှာပို့ပြီးတော့စိတ်အေးလက်အေးကစားသွားနိုင်မှာဖြစ်ပြီးကစားသမားအလှည့်ပြောင်းတွေကိုတော့လှုပ်သွားနိုင်မှာဖြစ်ပါတယ်
ဒါကြောင့်ဘရာဇီးအနေနဲ့အဖွင့်ပွဲမှာပဲသူတို့ကကမ္ဘာဖလားချန်ပီယံဆုကိုစိန်ခေါ်မဲ့အသင်းကြီးဖြစ်ကြောင်းသက်သေပြဖို့အားကုန်ထုတ်လာမှသိကြပါတယ်ကျွန်တော်ရဲ့သုံးသက်ချက်အရတော့အုပ်စုစီမှာဆမ်ဘာဘီယံဘရာဇီးအသင်းကခြေစွမ်းပြပြီးအုပ်စုပထမနဲ့သွေးအေးပဲနောက်တစ်ဆင့်ကိုတက်လှမ်းသွားလိမ့်မယ်လို့ရှာနှုံးပြဒါကျွန်တော်အနေနဲ့ယုံကြည်နေပါတယ်သူတို့နဲ့အတူမော်ရိုကိုအသင်းကဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားဖို့များပါတယ်ဘရာဇီးအသင်းကအုပ်စုတွင်၃ပွဲလုံးကိုဂိုးပြတ်သွင်းပြီး6မှတ်အပြည့်နဲ့တက်လှမ်းနိုင်မလားဒါမှမဟုတ်မော်ရိုကိုနဲ့စကော့တလန်တို့ကမထင်မှတ်ဘဲနဲ့ဘရာဇီးအသင်းစီကနေအမှတ်တွေခိုးယူသွားနိုင်မလားဒါဘရာဇီးအသင်းဘယ်နေရာကနေပြီးတော့နောက်တစ်ဆင့်တက်သွားနိုင်တယ်လဲဆိုတာဘရိုတို့ရဲ့ထင်မြင်ချက်တွေကိုဒါကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းတို့အသင်းကြီးတွေပါဝင်တဲ့အုပ်စုတွေရဲ့အနေအထားတွေကိုသုံးသပ်တင်ဆက်ပေးသွားကြပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံနေနိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ